နေ့ကသူတို့ကျောင်းတစ်ကျောင်းလုံးရဲ့ fresher welcome နေ့ဌာနတစ်ခုတည်းတည်းမကတစ်ကျောင်းလုံးရဲ့ဌာနအားလုံးကိုပေါင်းပြီးတွေ့ဆုံပွဲဖြစ်တယ်ဆရာမများရောကျောင်းသားကျောင်းသူများပါစုဝေးကြပြီးကျောင်းအလီရှိမြက်ခင်းပြင်မှာစင်ဆောက်ကတက္ကသိုလ်ရဲ့ကင်းနဲ့ကွင်းကိုရွေးချယ်ကြပြီမိုးရိပ်ကိုဌာနကကင်းတစ်ဖြစ်ရွေးကြပြီးမဲ့သူမလုတ်ချင်တာကြောင့်ညင်းပြီးဒီနေ့ပွဲကိုဧည့်သည်အဖြစ်နဲ့သာတက်ရောက်ခဲ့သည်ပါတီကည6နာရီစမှဖြစ်တာကြောင့်မိုးရိပ်အိမ်ကနေ9နာရီလောက်ထွက်လာခဲ့ပြီစပင်ကိုဘေးခွဲကတရဖြစ်အောင်ဖြီးထားပြီးစုခဲနဲ့ရောင်ဝမ်းဆက်ဝတ်ထားတဲ့ကောင်လေးကခန့်ညာတက်ရက်လုံးနေသည်တောက်ပါဆူရှာတဲ့မျက်လုံးထူပြီးနှက်မှောင်နေတဲ့မျက်ခုံးတိကျနေတဲ့နှုတ်ခမ်းပါလေးရဲ့အပြုံအောင်မှာဘယ်ကောင်မလေးကမကြွေပဲနေမိနေဒါကြောင့်ပဲမိုးရိပ်ထဲလာပြီဆိုရင်ကောင်မလေးတွေစီကအော်တန်ကိုအရင်ကြားရခြင်းဖြစ်ပြီသူ့ကျောင်းကိုရောက်တော့9:45 မိနစ်ရှိနေပြီပါတီတဲတို့ဝင်သွားသည်နဲ့အာကာတို့ကအတင်းဆောင်နေလေသည်အမေငါတို့ရဲ့တထေးသားလေးရောက်လာပြီဟေးဖူအီကမိုးရိပ်ကိုလှမ်းဆိုင်ရင်အနားရောက်လာလေသည်ဝိုးအရန်နေတန့်ပြန့်ထေဝါနေပါလားအဲ့ဒါကြောင့်ကောင်မလေးတွေရဲ့အတန်ကတော်တော်ကျနေတာကိုဟုတ်တယ်မလားထက်နေလင်းလေရောက်ရအခုမှမဟုတ်ပါဘူးဒီကောင်ကိုမြင်တာနဲ့ကောင်မလေးတွေအတန်ထွက်တာအထူးဆန်းမှမဟုတ်တာရိုးနေပြီကိုသူ့ဘာကြည့်ပြီးအော်နေကြမှန်းကိုမသိတာဖူးဤမနင်းလဲမိန်းကလေးပဲသူတို့လိုဘာလို့မအော်တာလဲဘာလို့အော်ရမှာလဲငါကသူ့တွေ့တာနဲ့ထအော်ရအောင်အယူမှမဟုတ်တာပြီးတော့သူ့ရုပ်ကိုငါငငယ်လေးတွေကမြင်တာထူးဆန်းမနေတော့ဘူးလေဟဲ့ဖြေရတယ်ဖူးဤမရဲ့နေမအော်တော့ငါလဲနာညီတတာလာပေါ့မဟုတ်ရင်နေအတန်ပြေးကြီးကငါနာကန်းလောက်တယ်ခုမိုးရိပ်ကပြန်လေချီပလိုက်ရတယ်ဖူးဤကမြတ်ဆောင်းထိုးကနှုတ်ခမ်းဆူပြတာကြောင့်တငယ်ချင်းလေးယောက်ပါရီလိုက်ကြသည်ဖူးဤဆိုတာကလည်းသူတို့အဖွဲ့ထဲမှာတူဒီသောမိန်းကလေးဖြစ်ပေမဲ့ဘလောက်ပဲပျော်ပျော်ဘလောက်ပဲစစိတ်မစိုးတတ်သူတို့နဲ့အပြိုင်ပြန်ပြီးမျက်နှာပြောင်းနိုင်သူဖြစ်သည်စကားများမနေနဲ့တော့ပွဲစတော့မယ်ငါတို့နေရာမှာသွားထိုင်ရအောင်ဟုမိုးရိပ်ကစော်ပြီးသူတို့ခုံနှစ်ဘက်ရှိရာနေရာကိုလိုက်ရှာပြီးသွားထိုင်နေလိုက်သည်ပွဲစတော့မှဖြစ်တာကြောင့်ထိုင်ခုံများစီတို့လူများတဖြည်းဖြည်းဝင်ထိုင်လာကြသည်တကြောင်လုံးဖြစ်တာကြောင့်လူကလည်းအတော်ကိုများသည်မိုးရိပ်လည်းထိုင်ခုံမှာထိုင်နေရင်မှအရှိမဖြတ်သွားဖြတ်လာလူများကိုထိုင်ကြည့်နေမိသည်ထို့စဉ်တစုံတစ်ခုကသူ့ရဲ့မျက်လုံးရှိသို့ရောက်လာခဲ့သည်ထိုအရာကသူ့အာယုံကိုဖန်ဆားသွားခဲ့သည်သူ့ကိုယ်သူပွဲထဲမှာထိုင်နေတာလားအိမ်မက်ထိရောက်သွားတာလားလို့ဝေးခွဲမရနိုင်အောင်ဖြစ်သွားရသည်အေဒီကသူ့အမြဲမှတ်နေတဲ့အိမ်မက်ထဲကရုပ်ပုံလွှာကိုသူ့ရှေ့မှာမြင်လိုက်ရခြင်းဖြစ်သည်ကုတ်သားဖြူဖြူလေးနဲ့စပင်နက်နက်လေးကိုတေသက်စွာညှက်ထားတဲ့အလွန်ကြည့်ကောင်းတဲ့ကြောပြင်လေးကိုပိုင်ဆိုင်ထားတဲ့ပိန်ပိန်ပါပါကောင်လေးတစ်ယောက်ကောင်လေးဆိုပေမဲ့သူ့ထက်တော့အသက်ကြီးမိထင်သည်မိုးရိပ်ထဲအသက်ရှူဖို့မိလျော့ကထိုကြောပြင်လေးကိုစိုက်ကြည့်နေမိသည်သူ့ဘဝတစ်သက်တာလုံးအမြဲမှတ်ခဲ့ရတဲ့အိမ်မက်ထဲကသူ့မှတ်ညံထဲဆွဲနေတဲ့ထိုရုပ်ပုံကိုဘယ်အချိန်မှမဆိုသူမှတ်မိနေသည်မားစရာအကြောင်းမရှိထိုသူကအရှိကိုသာကြည့်ကတင်းငိမ့်စွာထိုင်နေသည်မိုးရိပ်ကတော့ထိုသူတစ်ဖက်သို့လှည့်လာဖို့သာညှော်လင့်နေမိသည်ဒါမှမျက်နှာမြင်ရမည်မဟုတ်ပါလားမိုးရိပ်ဘောင်းပီအိတ်ထဲကဖုန်းကိုထုတ်ယူလိုက်သည်ထိုနောက်ကင်မရာဖွင့်ကထိုကြောပြင်လေးကိုဓာတ်ပုံရိုက်ယူလိုက်သည်အခုချိန်မှာသူအရန်စိတ်ထဲမှာလှုပ်ရှားနေမိသည်အိမ်မက်ထဲမှာအရှိကနေရှောက်ကွာနေတဲ့သူ့ကိုတွေးတယ်လို့မျိုးအခုသူခံစားနေရသည်လွမ်းတယ်လို့ဆွေးတယ်လို့နဲ့ငိုချင်နေမိသည်ဖြစ်နိုင်ရင်သူ့စီကိုထသွားပြီးဆွဲလှဲ့ကမျက်နှာကိုကြည့်ချင်မိသည်လှမ်းခေါ်ဖို့ကလည်းသူတို့ထိုင်နေနေရမှာအနှဲငယ်လှမ်းနေလေသည်ထိုလူကိုမမိတ်မတုံစိုက်ကြည့်နေစဉ်ထိုသူထံသို့ကောင်မလေးတစ်ယောက်ကစကားပြောဖို့လှမ်းခေါ်ရာထိုသူမျက်နှာအလှဲ့ဟဲ့ကောင်မူရိတ်ထက်အမလီငါခေါ်နေရတာတီးတော့မယ်ဘာဒီကြည့်နေတာလဲဘေးကအာကာရဲ့အော်ခေါ်တန်းကြောင့်မိုးရိပ်လှန့်သွားကအာကာကိုလှိတ်ကြည့်လိုက်မိသည်ထို့နောက်ပြန်တတိယကအမြန်ကြည့်လိုက်တော့ပုံရိပ်လေးကထိုးနေရမှာမရှိတော့မိုးရိပ်အမြန်မတတ်ထရကလူတွေချတဲ့လှိုက်ရှာတော့လည်းမတွေ့ထို့နောက်တပြင်းချကထိုင်ကိုမှပြန်ထိုင်လိုက်ပြီးအာကာချိုကိုလက်နဲ့တစ်ချက်လှမ်းရိုက်လိုက်တယ်ဟေ့နင်းကြောင့်ကမတွေ့တော့တာ
အာကလည်းသူ့ကြောကိုပို့ရင်ဘာလဲကွာဘသူလဲဘသူကိုတွေ့လို့လဲဟုပြန်မေးလာလေသည်မိုးရိပ်လည်းပြန်ပြောပြခြင်းစိတ်မရှိတာကြောင့်အာကကိုမျက်စောင်းတစ်ချက်ပိတ်ထိုးလိုက်ပြီးပုံရည်လေးကိုသာလူကြားထဲလိုက်ရှာနေမိသည်မင်းကဘသူလဲ